တယ်ဆိုတာကတခြားသူအတွက်တော့လွယ်လိမ့်မယ် ညီအတွက်ဘာလို့အဲ့လဲဆိုတာဝယ်ပြောလိုက်ပတ်စံမလို့ခြင်းတဲ့သူဆိုတာဒီလောကကြီးမှာမရှိပါဘူးညီဘယ်လောက်လို့ခြင်းလဲပြောရေးကြီးတာကငါသားနဲ့ထပ်မပတ်သက်ဘူးပဲ ဒီမှာအနီသမီးကိုငွေမတ်တဲ့မိန်းမလို့ထင်နေရဆိုရင်တော့အနီမှားသားမှာပေါ့အမောင်ထဲမှာလမ်းပြောင်းနေတဲ့သမီးအတွက်ကတော့ तू ကလင်းအောင်လေးပါပဲအနီ လင်းနာရီမှောင်နာရီငါဘာတစ်ခုမှမသိချင်ဘူးညီအတွက်ဘာလို့အဲ့လဲဆိုတာဝယ်ပြောလိုက်ငါသားနေရာမှာဘာနဲ့စားထုတ်ပြရမလဲ အဖားသူရယ်ဆိုတာကတခြားသူအတွက်တော့လွယ်လိမ့်မယ်ဒါပေမဲ့သမီးအတွက်ကတော့ တမီးတော့ကတွေပါလုံးမနေစမ်းပါနဲ့အေးညီအခုဆုံးဖြတ်ဖို့ခက်နေတဲ့ကိစ္စကိုကံကြမ္မာနဲ့လောင်းတိထက်ကြမယ် လွန်လဲအန်တီ ဒီမှာဒီနှင်းစီပန်းမွင့်လေးရဲ့ပွင့်ချက်တွေကိုတစ်ခုချင်းစီငါချွေမယ်ပထမဆုံးတစ်ချက်ကအစားထိုးမယ်နောက်တစ်ချက်ကအစားမထိုးဘူးနောက်ဆုံးတစ်ချက်ကြံတဲ့အထိငါချွေမယ်ရလက်ကိုတော့ကံကြမ္မာကပေးတဲ့အတိုင်းကိုပဲငါလက်ခံလိုက်မယ်ကဲဘယ်လိုလဲ ရရဲ့အန်တီ ကဲဒါဆိုငါစချွေပြီနော်ပထမဆုံးတစ်ချက်စားထိုးမယ်နောက်တစ်ချက်စမ်းထိုးစားထိုးမယ်စမ်းထိုးစားထိုးမယ်စမ်းထိုးစားထိုးကဲဘယ်လိုလဲကံကြမ္မာကြီးကညှတာပါရဲ့နော်ကဲဟုတ်ပြီဒါဆိုဒီနားလေးလိုက်ခဲ့တော့ ဘယ်လိုလဲအန်တီ ကိုရမသိရမှာပေါ့ဟုတ်ကဲ့မင်္ဂလာပါရှင်။ဗာလေးများပြပေးရမယ်ရှင် သမီးတို့ဆိုင်မှာအမကန်2နှစ်ပါတယ် Lunas 12.8ကို300H battery ရှိလား ။အော်ဟုတ်ကဲ့ရှိပါရဲ့ရှင်။ဒီမှာပါတွရဲ့ဒီလိုလေးကတော့14သိန်း5000ပါရှင် ဟုတ်ပြီအဲ့ဒါတစ်လုံးယူမယ်နော်နောက်ပြီးတော့လေသမီးတို့ဆိုင်မှာ MPPT controller နဲ့အမကန်1နှစ်ပါတယ်တာယို1200ဝက်ရောရှိလား ။အော်ဟုတ်ကဲ့အဲ့ဒါလေးရှိပါရဲ့ရှင်။တွရဲ့ဒီလိုလေးကတော့9သိန်း5000ပါရှင် โอเคဟုတ်ပြီအဲ့နှစ်ခုလုံးကနေယူထည့်ပေးလိုက်နော် ။ဟုတ်ကဲ့ပါရှင် အဲ့ဒါတွေကငါညီးအတွက်ဝယ်ပေးနေရနော် ရှင်ဘာလို့လဲအန်တီ ညီပဲစမ်းတော့ဝါဝါနဲ့လမ်းပြောက်နေတဲ့ညီတို့ကတော့ငါသားအလင်းဟောင်ပဲဆိုအခုအဲ့ဒီအလင်းဟောင်နေရာမှာ battery inverter တွေနဲ့ငါစားထုတ်ပေးလိုက်တာပဲနောက်ထပ်ငါသားနဲ့ကတော့မှမပတ်သက်နဲ့ ရှင်